မှုတက်နေတဲ့အစားတောက်တွေကိုမှုဖယ်ပြီးစားတင်လားအရှင်မတော်တော်များများကမှုတက်နေတဲ့အစားတောက်တွေဆိုရင်မှုတက်တဲ့နေရာလေးကိုဖယ်ပြီးစားတက်ကြပါတယ်ဒီလိုလုပ်တာကတချို့အစားတောက်တွေဆိုရင်အဆင်ပြေနိုင်ပေမဲ့အများစုအတွက်ကတော့မလုပ်သင့်ပါဘူးပေါင်မုံ cheese အများစုခင်းကျင်သီးတခွားသီးနဲ့ချက်ပြီးသားစားတောက်တွေကနူးညံ့တာကြောင့်မှုတွေလွယ်လွယ်ကူကူပောက်ခွာနိုင်လို့မှုတက်နေပြီဆိုရင်မှုကိုဖယ်ပြီးစားရင်တော့အန်ဒီရရှိနိုင်ပါတယ်မုံလာဦးနီခေါ်ပြီးတော့ cheddar cheese အစရှိသောမာကျောတွေအစားတောက်များဆိုရင်တော့မှုတွေတိတ်မထိုးဖောက်နိုင်တဲ့အတွက်ကြောင့်လွယ်ကူကူမပြတ်နိုင်လို့မှုတက်နေတဲ့နေရာရဲ့တလက်မဝင်းကျင်ခန့်ကိုဖယ်ပြီးစားတောက်လို့ရနိုင်ပါတယ်ကျင်းချုပ်အနေနဲ့စားတောက်တစ်ခုကမှုတက်နေရင်ဒါမှမဟုတ်နဲ့ရတာမကောင်းနေရင်တော့မစားဘဲစွန့်ပစ်ခြင်းဟာအလုံးစုံစုံပဲဖြစ်ပါလိမ့်မယ်စားတောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းလေးတွေအတွက် Food Clustering Page လေးကို Like and Follow လုပ်ထားကြအောင်နော်